ကိုရဲ့ပုံနာလေပါတယ်အခုချိန်မှာကိုဘလောက်ခံရခတ်နေမလဲဆိုတာကိုသိတယ်ဒါမဲ့လေအဲ့တန်းတန်းဆိုရလေနောက်ဆုံးမဲ့ပုံလည်းမရှိသလိုပြင်မဲ့ပုံလည်းမပေါ်ဘူးကိုရဲ့ဘာဖြစ်လို့လဲဆိုတော့လေသူကတော်တော်အကြောတင်းတာကိုရဲ့အဲ့ဒါကြောင့်လေပို့သူ့အလုပ်ထုတ်လိုက်တာလေကိုသူနဲ့တွေ့ရင်ပြဿနာဖြစ်နေမဲ့အစားလေသူ့ကိုကွာရှင်းလိုက်ပါလားဟင်အဲ့ဒါလေးညီမလေးရယ်ကိုဘယ်လိုပြောမလဲကွာလူတိုင်းကအမားနဲ့မှမကင်းကြပဲလေနော်အဲ့ဒါနဲ့ပဲကိုကလုံးလက်ချလိုက်ပြီးဖြေထွက်တော့မှာမဟုတ်ဘူးယခုပြသနေသောအစီအစဉ်ကိုပြုံးပလေးတွေနဲ့ပြန်လည်ကြည့်ရှုနိုင်ပါသည်